American တွေကကြက်တရားဆိုရင်တော့ကမ္ဘာပေါ်ကအပျော်ဆုံးကြက်တွေဖြစ်ပါတယ်။ American တွေကတော်တော်လေးကိုစမတ်ကြပါတယ်။သူတို့ကစိုက်ပျိုးရေးလုပ်ငန်းကိုခင်မီစေမဲ့ရွှေ့ပြောင်းနိုင်တဲ့ကြက်ချံတစ်ခုကိုတီထွင်ခဲ့ကြပါတယ်။ဒီကြက်ချံကဘိန်းတွေတက်ထားတဲ့ကြီးမားရှည်လျားတဲ့အဆောက်အအုံတစ်ခုဖြစ်ပြီးတော့ကြက်အကောင်ရေထောင်နဲ့ချီပြီးတော့နေထိုင်နိုင်ပါတယ်။ဒီလိုတီထွင်မှုကတမယိုးကျကြက်မွေးမြူရေးခြံနေနဲ့မတူပဲကြက်တွေကိုပို့ပြီးတော့ကျန်းမာပျော်ရွှင်စေတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးပါတယ်။ဒီကြက်ချံရဲ့အဓိကအားသာချက်ကတော့အောက်ကျန်းပြင်မပါပဲမြက်ခင်းပေါ်မှာဓာတ်ရိုက်တိဆောက်ထားတာပါ။ဒါကြောင့်ကြက်တွေကမြက်ခင်းထဲမှာလွတ်လွတ်လပ်လပ်သွားလာနိုင်ပြီးတော့တဘာဝအတိုင်းစားရှာဖွေနိုင်ပါတယ်။ဒီလိုလွတ်လွတ်လပ်လပ်စားတောင်းရတဲ့အတွက်ကိုသူတို့ရဲ့အစာထဲမှာလက်ဆက်တဲ့မြက်တွေဘိုးမွားတွေပါဝင်ပါတယ်။ဒီကြက်ချံရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ဆိုလာစွမ်းအင်သုံးပြီးတော့လဲပတ်နိုင်တာပါဒီစနစ်ကနေတိုင်းကြက်ချံကိုရခင်းနေရအသစ်တစ်ခုစီကိုအလိုအလျောက်ရွှေ့ပေးပါတယ်ဒီလိုနေရာရွှေ့ပေးတဲ့အတွက်ကြက်ချီတွေတနေရာထဲမှာစုပုံမနေတော့ပဲပတ်ဝန်းကျင်ကိုတန်ရှင်းစေပါတယ်တနည်းအားဖြင့်ပြောရရင်ဒီစနစ်ကတဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းစေတဲ့ရေရှည်တည်တဲ့စိုက်ပျိုးရေးပုံစံတစ်ခုလည်းဖြစ်ပါတယ်ဒီတီထွင်မှုကစက်မှုလုပ်ငန်းသုံးစိုက်ပျိုးရေးပုံစံတွေနဲ့မတူပဲကြက်တွေရဲ့တဘာဝနေထိုင်မှုပုံစံနဲ့ပို့ပြီးတော့ကိုက်ညီစေပါတယ်ဒီလိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေထိုင်ရတဲ့အတွက်ဒီကြက်တွေရဲ့ဘဝကတော်တော်လေးကိုကောင်းမွန်နေမှာဖြစ်ပါတယ်